မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ကမ္ဘာအကောင်းဆုံးကင်မရာအကြောင်းပြောအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ကမ္ဘာအကောင်းဆုံးကင်မရာအကြောင်းပြောအောင်ပေါ့နော်ကမ္ဘာအကောင်းဆုံးကင်မရာဘယ်ကင်မရာလဲပေါ့နော်ဒီ Leica M6 လားပေါ့နော်လိုမျိုးပြောမယ်ပေါ့နော်တော်တော်များများလိုမျိုးလာမေးကြရှိတာဆိုတော့ဒီဟာလေးတော့လောက်လိုက်မယ်ပေါ့နော်အဓိကတော့ကမ္ဘာအကောင်းဆုံးကင်မရာဆိုတာမရှိဘူးပေါ့နော်အဓိကတော့ perfect ဖြစ်တဲ့ကင်မရာဆိုတာလည်းမရှိဘူးဒါကိုနဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ကင်မရာမျိုးပဲရှိတယ်ပေါ့နော်ဆိုလိုတာနောက်ပြီးတော့ကျွန်တော်တို့ကဒီပြောစကားတစ်ခုတောင်ရှိတယ်ဆိုရိုးစကားလိုပဲဓာတ်ပုံလောကမှာဒါအကောင်းဆုံးကင်မရာဆိုတာကိုယ်မှာလက်ရှိနေတဲ့ကင်မရာအကောင်းဆုံးကင်မရာပဲပေါ့နော်ကျွန်တော်တို့ကဒါကိုယ်မှာရှိနေတဲ့ကင်မရာနဲ့လောလောဆယ်ဘာမှမရိုက်ဖြစ်ရင်တော့ကမ္ဘာအကောင်းဆုံးကင်မရာရှိလဲဘာမှရိုက်ဖြစ်မှာမဟုတ်ဘူးလေထူးလာမှာမဟုတ်ဘူးကမ္ဘာအကောင်းဆုံးကင်မရာရမှာရိုက်မယ်ဆိုရင်လည်းဘာပုံမှရှိလာတော့မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကိုယ်မှာရှိတဲ့ကင်မရာအကောင်းဆုံးကင်မရာပဲကျွန်တော်တို့ကဒီတော်တော်များများနောက်တစ်ခုကထင်မှန်မှားကြတာဒီနေ့ခေတ်မှာအဲ့လိုဒီဈေးကြီးလေးပိုကောင်းနေဆိုရဲအဲ့လိုမျိုးပုံထွက်ပိုကောင်းမယ်ဆိုရဲအယူဆမျိုးလဲတော်တော်များများရှိကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုကြီးတော့မဟုတ်ဘူးပေါ့နော်ဒီကတော့ကိုကဒီ tools နဲ့ဘာတွေဖန်တီးလဲဆိုတာကအဓိက main ပဲဈေးကြီးတာဝယ်နိုင်လို့ဒါဓာတ်ပုံဆရာဓာတ်ပုံကောင်းမယ်ဓာတ်ပုံဆရာကောင်းဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကကမ္ဘာအတော်ဆုံးလူသိများတဲ့ဓာတ်ပုံဆရာတွေကခုလက်ရှိကျွန်တော်တို့သိနေတဲ့သူတွေမဟုတ်ဘဲနဲ့တခြားဒီ Jeff Bezos တို့ဒီ Elon Musk တို့ Bill Gates တို့လိုလူတွေကကမ္ဘာအတော်ဆုံးဓာတ်ပုံဆရာဖြစ်နေမှာပေါ့သူတို့ကပတ်စံလည်းရှိတယ်ဒါ limited edition ကင်မရာမျိုးတွေကမ္ဘာအကောင်းဆုံးကင်မရာမျိုးဆိုတာတွေအစားဝယ်နိုင်တဲ့သူတွေပဲလေဆိုတော့ဒါသိတာပါတယ်ကျွန်တော်တို့ကဒီကင်မရာထက်ဆိုင်ရင်ကျွန်တော်တို့ကဒီ tools နဲ့ကိုလက်ရှိနေတဲ့ဟာနဲ့ဘာတွေဖန်တီးနိုင်တယ်လဲဆိုတာကအရေးကြီးဆုံးပဲအဲ့ဟာဒီကမ္ဘာအကောင်းဆုံးကင်မရာကိုတော့ line မချနဲ့တော့ကိုစီကကင်မရာအကောင်းဆုံးကင်မရာပဲပေါ့နော်နောက်တစ်ခုကဒီတော်တော်များများဒီဂီယာနဲ့ပတ်သက်ရင်စိတ်ဝင်စားကြရပေါ့နော်ကင်မရာတွေတို့မှန်ဘလူးတွေတို့ technical ဘယ်လောက် sharp ဖြစ်တယ်ဘယ်လောက်ကောင်းတယ်တို့တကယ်တမ်းအဲ့ဒါတွေကအရင်အရေးမကြီးဘူးအဲ့ခုဒီကိုယ်မှာရှိတာနဲ့ဘာတွေ creation ကလောက်ထားပြီးပြီလဲဆိုတာအရေးကြီးတာတကယ်တမ်းဒီဘယ်သူမှကျွန်တော်ဒီဒါကျွန်တော်ဆိုရင်ဒီဓာတ်ပုံလောကထဲမှာဆိုရင်ခုဆို15နှစ်လောက်ရှိပြီပေါ့နော်15နှစ်လောက်ရှိပြီဒါကျွန်တော်ဒီအခကြေးငွေယူပြီးတော့လုပ်ခဲ့တဲ့အလုပ်တွေလည်းအများကြီးပဲကျွန်တော် client တွေထဲမှာဒီလို zone တွေကို share ဆွဲကြည့်ပြီးတော့ဒီနေရာလေးကတော့ရှာမဖြစ်ဘူးမင်းမှန်ဘူးကအရန်ရှာမဖြစ်ဘူးလို့ပြောတဲ့ client မျိုးတစ်ခါမှမကြုံဘူးသေးဘူးကျွန်တော်တို့အဓိကလူတာကအလုပ်လုပ်ရင်အချိန်တိကျရမယ်ပြီးတော့ဒီ result ကောင်းရမယ်အဲ့မျိုးပဲကျွန်တော်တို့က ISO ဘာညာတော့အရင်တိတ်မလို့အမှန်တိုင်းပြောရရင်ကျွန်တော်တို့ကဒီအခြေအနေပေါ်မူတည်ပြီးတော့ဒီ flash ပေါက်လို့ရတဲ့ခန်းထားရှိလို့ flash သုံးလို့မရတဲ့ခန်းသားတွေလည်းရှိတယ်အဲ့လိုမျိုးမှာကိုကဘယ်လိုနည်းနဲ့ရိုက်မလဲဆိုတာမျိုးတွေးကြုံရှင်းရပြီအဓိကတော့ဒီ event လိုဟာမျိုးရိုက်တယ်ဆိုရင်အဓိက main moment တွေမလွတ်ဖို့ပဲပေါ့နော် main person တွေမလွတ်ရင်ရပြီအဲ့လိုပုံစံမျိုးပဲကျွန်တော်တို့ကဒါသဘောတရားအတူတူပဲဒါကင်မရာတွေ technological ဟိုဒီ spec sheet ဖတ်တာမျိုးတွေနည်းနည်း short ပေါ့နော်ဒီဘက်ခင်မှာ short ပြီးတော့ရှိတဲ့ကင်မရာနဲ့ခီးများထွက်ဓာတ်ပုံများရိုက် project တွေများလုပ်ကြည့်ပေါ့နော်အဲ့ဒါကိုပဲအချမ်းပေးခြင်းတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အတွက်အရေးကြီးဆုံးကအချိန်ပဲအချိန်ကနေပြီးတော့အကောင်လုံးကိုပြောင်းလဲတော့မှဒီခုလက်ရှိဖြစ်ပေါ်နေတဲ့ဒီလူမှုရေးစီးပွားရေးနိုင်ငံရေးအကုန်လုံးဒါတွေအကုန်လုံးကနောင်ချိန်ကြရင်တမျိုးတစ်ဖုံပြောင်းတော့မှအဲ့ချိန်ကျရင်ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေကနေမှ story တွေအများကြီးပြောပြလို့ရမှာဆိုတော့ဒါကျွန်တော်တို့ကဒီအကောင်းဆုံးကင်မရာစောင့်နေမယ်ဆိုရင်တော့အချိန်မီလိုက်မှာမဟုတ်ရှိတဲ့ကင်မရာနဲ့အမြန်ထွက်ရိုက်လိုက်ပါတော့အဲ့လိုမျိုးပေါ့နောက်တစ်ခုကဒီ YouTube တို့ content creator လုပ်ချင်တဲ့သူတွေကလည်းမေးတယ်ဘယ်ကင်မရာဝယ်ရမလဲလို့မေးရင်တော့ကျွန်တော်အနေနဲ့အကြံပေးရရင်တော့ရှိတဲ့ကင်မရာနဲ့ရိုက်ဖို့ကျွန်တော်ကတော့အကြံပေးတယ်အကောင်းဆုံးကတော့အမှန်တိုင်းပြောရရင်တော့ဒီဖုန်းကင်မရာနဲ့ဗီဒီယိုရိုက်ပြီးတော့ content creation လုပ်တာဒါပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒီခုကိုမှဒီဖုန်းကဒီရုပ်ထွက်လေးလည်းကောင်းတယ်ဆိုရင်အဓိကလိုအပ်တာတော့ဒီလိုဒီမီးလိုဟာမျိုးပေါ့နော်တရုတ်က LED မီးလိုမျိုးလေးဝယ်လိုက်ပြီးသွားရင်နောက်တခြားဆိုရင်ဒီ
အဓိကတော့အတန်ပေါ့နော်အတန်ကောင်းရင်လူတွေကကြည့်ကြတယ်အယုတ်မကောင်းရင်တော့လူတွေကအတန်ကောင်းတယ်ဆိုရင်နားထောင်ကြည့်ကြတယ်နားထောင်ကြတယ်ဒီအယုတ်ကောင်းပြီးအတန်မကောင်းရင်တော့ဘယ်သူမှမကြည့်ကြအောင်ဆိုတော့ဒီလိုဒီ collar wireless mic လို့ဟာမျိုးလေးဝယ်ပြီးတော့ဖုန်းနဲ့ရရင်အဆင်ပြေပါတယ်အဓိကဒီနေ့ခေတ်မှာဘယ်သူမှအဲ့လိုမျိုးရုပ်ထွက်ကြီးကိုဒီများသောအားဖြင့်အကောင်လုံးနှီးပါးလောက်က mobile phone တွေလောက်ကနေကြည့်ကြဖြစ်သွားပြီ tablet လောက်ကနေကွန်ပျူတာဒီ laptop နဲ့ကြည့်တယ်ဆိုတာအရေးအတွက်ကနည်းတယ်ပေါ့နော်ဒီအကောင်လုံးက consumer တွေအကောင်လို့ဖြစ်သွားပြီဆိုတော့တကယ်တမ်းဖုန်းနဲ့ရရင်တော့အဆင်ပြေပါတယ်ကျွန်တော်ရဲ့ဒီဟိုလိုဒီလို vlog episode တွေဆိုရင်ဟိုးအရှိအထိ2025 24ဗီဒီယိုတော်တော်များများ mobile phone နဲ့ပဲရိုက်ထားတာပါတော်တော်များများသတိမထားမိလို့ပါတော်တော်များများဖုန်းနဲ့ရိုက်ထားတချို့ဟာဆိုဒီ tablet ပေါ်မှာပဲဒီ DaVinci Resolve နဲ့ edit လုပ်ထားတာပါအဲ့လိုမျိုးရှေ့ကာလမှာအဲ့လိုမျိုးပဲဒါလွယ်တကူလို့သွားလေးရလဲတည်လို့ရတယ်ဒီလိုဒီ mini tripod လေးနဲ့လည်းဒီလိုကိုပြန်ပြီးတော့ selfie cam လို့မျိုးရိုက်လို့ရတယ်လေအဲ့လိုမျိုးဆိုတော်တော်ကြီးကိုအဆင်ပြေတယ်အဓိကတော့ဖုန်းပဲဖုန်းကအဲ့လိုမျိုးဝယ်လိုက်ပေါ့နော်ဒီကင်မရာကြီးတွေဝယ်နောက်ဆက်တွဲတွေတအားရှုပ်တယ်ဒီ content creator လောက်မယ်သူဆို tripod အကြီးလိုက်ဝယ်ရတော့မယ်ကင်မရာကြီးလေ tripod ကလိုက်ကြီးလေပြီးတော့ accessory တွေများလာလေပြီးတော့နောက်တစ်ခုကဒီရုပ်ထွက်ကောင်းတယ်ဒီ commercial ရိုက်တဲ့ဒီကင်မရာအများစုကဒီ auto focus က mobile phone လောက်တောင်မကောင်းဘူးအမှန်တိုင်းပြောရရင်တော်တော်များများအဲ့လိုမျိုးဆိုတော့ဒီ mobile phone ကတော့ပိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ဆိုတော့ဖုန်းရှိရင်ဖုန်းနဲ့ပဲရရပေါ့နော်အဲ့ဒါလေးအကြံပေးခြင်းတယ်နောက်ထပ်ကတော့နောက်ထပ်ပြောချင်တာလေးတွေကတော့ဒါ notebook နဲ့ချရေးထားတယ်ပေါ့နော်အဲ့ဒါလေးတွေဖတ်ပြီးတော့ပြောလိုက်မယ်ပေါ့နော်ရုပ်ရှင်တို့ဓာတ်ပုံတို့စိတ်ဝင်စားရတယ်ပေါ့နော်ကျောင်းတွေတင်နန်းတွေရှိလာပေါ့နော်အထူးသဖြင့်တော့ဒါတခြားဒီ pictorial လို့ portrait ဒီ model အလှပုံလို့ဟာမျိုးဆိုတင်နန်းတွေရှိတယ်ဒီ journalism documentary မှာတင်နန်းရှိလာပေါ့အမျိုးမင်းမရှိဘူးလို့ပဲဖြေရမှာပေါ့နော်နောက်တစ်ခုကရုပ်ရှင် documentary အဲ့လိုမျိုးစိတ်ဝင်စားတဲ့သူတွေကလည်းအဲ့လိုမျိုးကျောင်းတက်ချင်တာမျိုးရှိတယ်အဲ့မျိုးတွေကလည်းအမှန်တိုင်းတော့ဒီလိုအပ်လားဆိုရင်တော့ကိုအိမ်ကထောက်ပံ့နိုင်တယ်ကိုကလည်းပတ်စံရှားနိုင်တယ်ဆိုရင်တော့တက်ပေါ့နော်များသောအားဖြင့်တော့ဒီရုပ်ရှင်ကျောင်းတွေဒီအဲ့လို multimedia content creation ကျောင်းတွေအဲ့လိုအတန်းတွေကဈေးကြီးပါတယ်ပြီးတော့နိုင်ငံတကာမှာလူတွေတော်တော်များများစိတ်ဝင်စားလူငယ်တော်တော်များများစိတ်ဝင်စားတဲ့ဘာသာရပ်ကအဲ့ဘာသာရပ်ပဲဆိုတော့ဒီဟာတွေကနိုင်ငံခြားရေးမှာတက်မှာဆိုရင်ဒီ art school လို့ဟာမျိုးတွေကဒါဈေးကြီးတယ်ပေါ့နော်အဲ့လိုမျိုးဒီ time မှာဆိုရင်လည်းဒါတချို့တက္ကသိုလ်တွေဆိုရင်ဒီ time ဘာသာစကားနဲ့ပဲသင်ရတာတက္ကသိုလ်တွေလည်းရှိတယ်ဒီ English ဘာသာစကားနဲ့သင်တယ်ဆိုရင်လည်းဈေးကြီးတယ်ပေါ့နော် semester တစ်ခုမနည်းဘူးပေးရဆိုတော့ဒီ formal လက်မှတ်တွေဘာညာတွေအဲ့မျိုးတွေကလိုလားလို့မင်းတကယ်တမ်းတော့မလိုဘူးအဓိကကိုယ့်ရဲ့ဖန်တီးမှုအားကောင်းမှုအဲ့လိုမျိုးပဲဒီက view site စေချင်တယ်ပေါ့နော်ဒီပြန်ဆက်ရင်ခုနလို documentary လိုဟာမျိုးစိတ်ဝင်စားရဆိုရင်တင်နန်းရှိလားဆိုရင်တင်နန်းကဒီနိုင်ငံတကာမှာလည်းအရင်မရှိဘူးပေါ့နော်ဒီတင်နန်းကျောင်းလိုဟာမျိုးကအရှိတောင်အာရှမှာဆိုရင်လည်းတိတ်မရှိဘူးပေါ့ရှိတော့ရှိတယ်ဈေးတာကြီးတယ်ပြီးတော့ elite တွေတက်တာများတယ်ဗျာဟိုရေပေါ်စီလိုဟာမျိုးတွေပြီးတော့အဲ့လိုမျိုးပေါ့နော်ထွန်းပေါက်တဲ့သူကနည်းပါတယ်နည်းနည်းရှားတယ်ပေါ့နော်ဒီခုနလို formal education နဲ့သင်ပေးမယ်ဆိုရင်တော့ကိုကအလုံးစုံအကြောင်းကနေပြီးတော့သင်ယူနိုင်တယ်ပေါ့နော်တို့ပေမဲ့ကို self study လုပ်ရင်လည်းရပါတယ်ဒီကျွန်တော်တို့ဒီဓာတ်ပုံလောကဆိုရင် documentary နဲ့ photo journalism ဆိုရင်ဓာတ်ပုံလောကသူအများစုကအကောင်လုံးကဒီလိုပဲဝါသနာပါလို့လောက်ကြရင်လည်းကိုပဲ self study အဲ့လိုမျိုးသင်တန်းလို့ workshop လို့ဟာမျိုးလေးတွေအဲ့လိုမျိုးတွေအနေတက်ပြီးတော့ဒီ self study နဲ့တဖြည်းဖြည်းချင်းလေ့လာသွားတဲ့သူတွေများတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲသွားတယ်ရုပ်ရှင်ဆိုရင်လည်းတူတူပဲကျွန်တော်တို့ကခုလက်ရှိ Hollywood မှာနာမည်ကြီးနေတဲ့ director တွေအများစုကရုပ်ရှင်ကျောင်းဆင်းနေမဟုတ်ကြဘူးဝါသနာပါလို့ဒီလိုမျိုးမီးထိုးမှန်ထိုးဘွားကနေစပြီးတော့တဖြည်းဖြည်းချင်းလေ့လာလာတဲ့သူတွေမျိုးတွေပေါ့နော်ဥပမာဆိုရင်Quentin Tarantino လို့သူမျိုးဆိုရင်သူဆိုဒါရုပ်ရှင်ကျောင်းဆင်းလည်းမဟုတ်ဘူးသူအရင်ကအခွေငါးဆိုင်မှာအခွေငါးဆင်းရေးတဲ့အလုပ်လုပ်ရရင်ကနေပြီးတော့သူအဲ့အခွေငါးဆိုင်မှာပဲရုပ်ရှင်ကားတွေကြည့်ရင်နဲ့သူလေ့လာခဲ့တာအဲ့လိုပုံစံမျိုးပဲပေါ့နော်အဲ့လိုမျိုးနဲ့သွားလို့ရတယ်ဆိုလိုတာဒီဘွဲတွေဘာညာတွေရမှာဆိုတာမလို့ကိုဘာရိုက်ထားလဲဆိုတာပဲလို့တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရိုက်ရင်လည်းဖြည်းဖြည်းတင်ယူသွားရင်လည်းဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ
ပညာရေးနဲ့ပြောရင်းနဲ့ပဲပြောရရင်ဒီနောက်ပိုင်းမှာကျွန်တော်တို့ကဒီ photo journalism နဲ့ဒီ documentary ကိုစိတ်ဝင်စားတဲ့လူငယ်တွေလည်းမြန်မာပြည်မှာများလာတယ်ပေါ့နော်ဒါပေမဲ့တော်တော်များများစောစောကပြောသလိုပဲသင်တန်းတစ်ခုကိုတက်ပြီးသွားရင်အလုံးစုံသိသွားမယ်လို့ယူဆတဲ့သူတွေများတယ်ပဲပညာရက်မှာဒီသင်တန်းတက်လိုက်အောင်နဲ့3လ4လလောက်သင်တဲ့အဲ့လိုမျိုးသင်တန်းတက်ရုံနဲ့ဘာမှမတက်ပါဘူးတကယ်တမ်းတော့အခြေခံကောင်းရမယ်ပေါ့နော်ဟိုလိုမျိုးလှုပ်ရှားရလောက်အောင်တက်ဖို့ဆိုတာမလွယ်ဘူးပဲပညာရက်မဆိုပြောတာနော်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကျတော့တော်တော်များများကဒီလိုသင်တန်းတစ်ခုတက်မယ်ပြီးသွားရင်အဲ့လိုမျိုးကျွမ်းကျင်သွားမယ်လို့ထင်တယ်ပြီးတော့နောက်ဆရာမွေးတစ်ပွဲမွေးလို့ဟာမျိုး industry ထဲမှာလည်းကြီးစိုးတယ်နောက်တစ်ခုကလည်းဒီတော်တော်များများကိုအားကိုကျင်စိတ်လဲတော်တော်နေကြအောင်တွေ့ရတယ်ပေါ့နော်ဒီ spawn fat လို့ခေါ်တဲ့ဒီတင်ပေးမဲ့သူဒီဆရာကနေပြီးတော့သူတို့ဣတိမီအကုန်လိုက်ပြောပြမယ်လို့သူကယူဆနေကြတယ်ဒါကျွန်တော်ဆိုရင်လည်းဒါ self study များပါတယ်ကျွန်တော်ဒီဆရာဘယ်သူလဲလို့မင်းကျွန်တော်အမြဲလို့ပြောလို့ရှိတာဒီ7 foundation ကဒီ7 photo อ่ะပေါ့เนาะဒီPhilip Blankenship နဲ့ Gary Knight အဲ့နှစ်ယောက်ကကျွန်တော်ရဲ့ဒါအမြဲတမ်းလက်ဦးဆရာကျွန်တော်ပေါ်အလွှမ်းမိုးမှုရှိဆုံးဓာတ်ပုံဆရာပေါ့เนาะသူတို့နဲ့ကျွန်တော်နဲ့တွေ့ခဲ့တဲ့အချိန်ကအမှန်တော့စုစုပေါင်းပေါင်းရင်ဒီလွန်ဆုံး2ပတ်လောက်ပဲရှိမယ်ဆိုလိုတာသူတို့ကျွန်တော်ကိုတစ်ချိန်လုံးကြီးအမြဲလို့သင်ပေးနေရမှာမဟုတ်ဘူးသူကအခြေခံအုတ်မြစ်ပဲသင်ပေးခဲ့တာကျွန်တော်ကသူတို့နောက်ပိုင်းသူတို့နိုင်ငံပြန်သွားတဲ့အချိန်မှာ online ကနေပဲသူတို့ဘာတွေလုပ်နေလဲပြီးတော့တခြားသူတွေဘာတွေလုပ်နေလဲဆိုတော့သူတို့ပေးတဲ့အခြေခံပေါ့ပဲအခြေခံပြီးတော့ကိုယ့်အကိုဆက်လေလာတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပဲသွားတာတော်တော်များများအဲ့လို spawn fat လို့ခေါ်တဲ့ ဣတိမီရွေးလို့မျိုးသင်ပေးမယ်ဆရာမျိုးမျောလင့်နေရလဲမှားတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ကိုယ့်အကိုအားကိုစိုက်ထုတ်ဖို့လိုတယ်ဥပမာဆိုရင်ကျွန်တော်ဒီပြီးခဲ့တဲ့ပတ်တည်းကကျွန်တော်ဆိုဒီ Docutella website မှာဒီ grant လို့ဟာမျိုးတွေနောက်ဓာတ်ပုံဒီသတင်းဓာတ်ပုံသတင်းမှတ်တမ်းဓာတ်ပုံပြိုင်ပွဲတွေတင်တဲ့ခါကျရင်တော်တော်များများလာမေးကြဘယ်လိုပြိုင်ရမှာလဲလို့ကွာတော့ဒါတွေကကျွန်တော်တို့ကဒါ information အနေနဲ့ကျွန်တော်အနေနဲ့ကတော့ဒီလိုဒီဆောင်းပါးမှာလည်းဟိုလိုရင်းတူရှင်းတော့အဲ့လိုမျိုးနည်းနည်းလေးတော့ဒီကောက်နှုတ်ချက်လေးတော့ရေးပြီးတာပေါ့နော်အသေးစိတ်ကတော့ဒါကိုဝင်ပြိုင်ခြင်းတဲ့သူရဲ့တာဝန်ပဲကိုယ့်အကူကြည့်ရမယ်သူကဘယ်နေရာမှာဘာတောင်းလဲဆိုတော့အမှန်ဖောင်နေရစသူကသူရှင်းပြထားပြီးသားဒီဖောင်မှာဘာဖြည့်ပါအဲ့လိုမျိုးလေးလေဒီမေခွန်းလည်းပေးထားသလိုအောက်ကနေပြီးတော့ဒီအကြံပေးချက်လေးလည်းပါတယ်ဒီနေရာမှာတော့ဘာဖြည့်ပါဆိုတာမျိုးအားမျိုးတွေကအစလာမေးတာမျိုးကြောက်လဲအဆင်မပြေဘူးပေါ့နော်အဓိကကတော့အဲ့လိုမျိုးကိုယ့်ကို self study လုပ်စေချင်တယ်ပြီးတော့ဟိုဘယ် step ရအောင်ဘယ်လိုလုပ်ရတာလဲလို့ဘယ်လိုပုံစံနဲ့တင်ရတာလဲလို့အားမျိုးကြတော့ရမ်းလုပ်လို့လဲဟိုပတ်စံကုန်တဲ့ကိစ္စမဟုတ်တဲ့ဟာတွေကိုဝါစာအဲ့လိုမျိုးလာမေးတာကြောက်လဲနည်းနည်းဟိုပြောပြရတာခက်တယ်မပြောပြချင်လို့မဟုတ်ဘူးပေါ့နော်အဓိကတော့ဟိုပြောပြလိုက်လို့လဲဒီဟာတွေကဒီတစ်ဆင့်ပဲပြီးသွားမယ်ရှေ့လျှောက်ဘွားတစ်လျှောက်ဒီလုပ်ငန်းနဲ့လှုပ်ရှားမယ်ဆိုရင်ဒါဒီလိုပြောပြမဲ့သူမရှိရင်ဘယ်လိုသွားလုပ်မလဲပေါ့နော်အဲ့ဟာမျိုးလေးတစ်ချက်အဲ့လိုမျိုးသတိထားဖို့အဲ့လိုအကြံပေးခြင်းနဲ့တစ်ဆက်တည်းပြောရရင်တော့ဒီတော်တော်များများဓာတ်ပုံရိုက်တဲ့သူတော်တော်များများဒီမှတ်တမ်းဓာတ်ပုံသတင်းဓာတ်ပုံဝါသနာပါလို့ရိုက်တဲ့သူတော်တော်များများဒီnotes မှတ်တဲ့အလေးချင်းမရှိကြဘူးပေါ့နော်ဒီလိုဟာမျိုးပေါ့နော်ဒီလိုစောက်အသေးလေးဆောင်တာဘောပင်တစ်ချောင်းနဲ့ဓာတ်ပုံရိုက်တာလည်းမဟုတ်ဘူးကျွန်တော်တို့က story teller လို့ပြောလို့ရတယ်ဒီဟာတွေအကုန်လုံးကဒါကျွန်တော်တို့ကဒီ fiction လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ကူးတဲ့ဟာကိုဖန်တီးနေရမှာမဟုတ်ဘူးကျွန်တော်တို့က photo journalism နဲ့ documentary မှာကြောင့်အကြောင်းအရာတစ်ခုခုရှိတယ်ကိုအကြောင်းdocument လုပ်တယ်ဆိုရင်တော့ကို့မှာအချက်လက်တွေဘယ်လို style နဲ့သွားမယ်ဘယ်အကြောင်းအရာကိုတော့ကြည့်တဲ့သူကိုပြောမယ်ဆိုတာမျိုးဒီ script လိုမျိုး direction လိုမျိုးကိုအမြဲလို idea ရှိတိုင်းချရေးထားရမယ်အဲ့လိုမျိုးအကျင့်ဘယ်သူမှတိတ်မရှိကြဘူးပေါ့နော်အဲ့ပြဿနာလဲတော်တော်များများတွေ့ရတယ်ကျွန်တော်တို့ကဒီအဖြစ်အပျက်တစ်ခုကိုကျွန်တော်တို့ကဒီသွားပြီးတော့ရိုက်တဲ့ခါကျရင်ဒီအဖြစ်အပျက်မှာခံစားရတဲ့သူတွေကဘယ်သူတွေလဲသူ့နာမည်ကဘယ်သူလဲသူ့အသက်ကဘယ်သူလဲသူ့နောက်ကျောင်းကဘာလဲဒီနေရာမှာဘယ်လိုဖြစ်တာလဲဥပမာဘာ6လုံးဟာမျိုးတွေမေးရမယ်ဓာတ်ပုံရိုက်ရုံနဲ့မပြီးသွားဘူးဓာတ်ပုံရိုက်ပြီးသွားတာနဲ့ကျွန်တော်တို့ကဒီတိတဲ့သူကိုချင်းကပ်ပြီးတော့ဒါမေးရမယ်ဥပမာဆိုရင်ဒီလူနာတယောက်ကသူစကားပြန်မပြောနိုင်တော့ဆိုဘေးနားကသူတွေကိုလိုက်မေးရမယ်ဒီလူနာနာမည်ကဘယ်သူလဲဒါသူဘယ်ကနေဘယ်လိုဒဏ်ရာရရလဲအဲ့မျိုးလေးတွေကစာအုပ်မှာချရေးထားဖို့လိုတယ်အဲ့လိုမျိုးရေးထားတော့မှဒါတွေကဒီကို
ကိုဒီအိမ်ပြန်ရောက်ပြီးတော့ဓာတ်ပုံတွေ backup လုပ် edit လုပ်ပြီးသွားတဲ့ခါကျရင်ဒီ metadata လို့ခေါ်တဲ့ဒီ caption တွေဘာညာတွေအဲ့ထဲမှာချပြီးတော့ရေးရမှာပေါ့နော်အဲ့လိုမျိုးရေးတော့မှကျွန်တော်တို့ကဒီလူတွေဒီ data ခံစားနေရတဲ့သူတွေရဲ့စက်ကြောင်းတွေကိုပြည့်ပြည့်စုံစုံပြောပြနိုင်မှာကိုကအဲ့လိုမျိုးသွားပြီးတော့ဓာတ်ပုံလောက်ကိုပဲလှထပတာရိုက်လာပြီးတော့ဒီလူနာမည်ဘယ်သူမှမသိဒီနေရာမှာဘာဖြစ်မှန်းလည်းမသိအဲ့လိုမျိုးဆိုရင်တော့ဒါဒီတာဝန်မကျေဘူးလို့ပြောလို့ရတယ်ကျွန်တော်တို့ကအမှန်တိုင်းပြောရင်ကျွန်တော်တို့ကဒါသူတို့ရဲ့ဒါဒီခံစားနေရတဲ့သူတွေရဲ့ရှေ့နေပြီးတော့သတင်းစကားပါတဲ့သူမျက်မြင်သက်သေဖြစ်တယ်ကျွန်တော်တို့ကဒီလူတွေဒီလိုခံစားနေရပါတယ်ဆိုတော့ဓာတ်ပုံထဲမဟုတ်ဘဲနဲ့ caption ကနေပြီးတော့လဲကျွန်တော်တို့ကဒီ story နောက်ခံအကြောင်းအရာတွေကိုပြောပြနိုင်ရမယ်ပေါ့နော်အဓိကဒီလူတွေကဒီလိုမျိုးမတရားမှုတွေကိုခံစားနေရတာသူတို့မှာအတန်မထွက်နိုင်တော့ဘူးကဘာကြီးသိအောင်လည်းမပြောနိုင်တော့ဘူးကျွန်တော်တို့ကသူတို့ရဲ့ကိုစားကျွန်တော်တို့ကရှေ့ထွက်ပြီးပြောပေးရတဲ့သူတွေကျွန်တော်တို့ကဒီလူတွေအကြောင်းကိုယ်တိုင်မသိဘဲနဲ့ကိုယ်တိုင်မသိတဲ့အကြောင်းအရာတစ်ခုကိုတခြားသူကိုဘယ်လိုသွားပြီးတော့ရှင်းပြမလဲပေါ့နော်အဲဒီဟာလေးကိုလည်းသတိချက်စေခြင်းနဲ့အမြဲတမ်းပြီးတော့ဓာတ်ပုံရိုက်လာတိုင်းတနေ့ရိုက်တိုင်းဓာတ်ပုံပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်တနေ့ရိုက်လာတိုင်းညနေကျရင် backup လုပ်ပါ copy ကူးပါနောက်နေ့မနက်မှာအဲ့ backup ကူးထားပြီးသား memory card တွေနဲ့ဒီကင်မရာထဲမှာ format ပြန်ချပြီးတော့တနေ့တာတနေ့ backup အမြဲတည်တည်ချာချာလုပ်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့ဥပမာဆိုရင်ကျွန်တော်တို့ကဒီမှာတရက်သွားရိုက်တယ် backup မလုပ်ဘူးနောက်ရက်သွားရိုက်တယ်အဲ့ card ကိုပဲဆက်ရိုက်တယ်တဖြည်းဖြည်းနဲ့အဲ့လိုရိုက်နေနေနောက်3ရက်မြောက်နေ့မှာ memory card ပြည့်သွားပြီဆိုဘယ်နဲ့လုံးလဲဒီရိုက်နေနေ feed ထဲမှာပေါ့နော်ဥပမာဆိုရင်ရှေ့တန်းစကန်မှာmemory card ပြည့်သွားပြီဆိုဘယ်နဲ့လုံးလဲပေါ့နော်နောက်ပြီးတော့ဒီလိုမျိုးအဲ့လိုမျိုးအပြည့်အထိကပ်အပြည့်အထိရိုက်တာအန်ရလည်းများတယ် correct ဖြစ်နိုင်ချေများတယ်ပေါ့နော်ဆိုတော့တနေ့တာတနေ့ backup လုပ်ပါပြင်ဆင်ပါပြီးတော့တေချာလေးသိမ်းပါ backup တွေဆိုရင်အနည်းဆုံး2ခုပွားပါပေါ့နော်နောက်ရိုးရိုး hard drive နဲ့ပွားထားပြီးတော့ဒါအန်ရရှိတဲ့ဇုံတွေမှာဆိုရင်ကိုယ့်ရဲ့ဒီ backup ပွားထားတဲ့ hard drive ကိုဘုံခိုခြင်းလို့မျိုးထဲမှာအမြဲအဲ့လို copy ပွားပြီးသွားတိုင်းအဲ့လိုမျိုး backup drive ကိုအဲ့ဘုံခိုခြင်းထဲမှာတင်ထားပါတော့အဲ့လိုပုံစံနဲ့သွားပါarchive လုပ်တဲ့နည်းကတော့ကျွန်တော်ဒီအရှိမ vlog တွေလည်းအများကြီးပဲရေးခဲ့ဟိုလုပ်ခဲ့ပြီးပြီပေါ့နော်ဒီ video တွေမှာပြန်ကြည့်လို့ရပါတယ်ဒီ archive folder ကိုနာမည်ဘယ်လိုပေးမလဲနောက်ပြီးတော့ဒီ caption metadata ဘယ်လိုထည့်လဲဆိုတာဒီ vlog ရဲ့ဒီ episode ဟိုရှိ2019က episode 1 2 3ကိုသွားကြည့်ရင်တော့ရတယ်ပေါ့နော်အဲ့မှာရေးထားတယ်ပေါ့ဆိုတော့ notebook နဲ့ဒီအကြောင်းအရာတွေကိုရေးမှတ်ပါ interview လုပ်ပါအကြောင်းအရာတွေကိုအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒီဟာရေးဆိုတာကျွန်တော်ဓာတ်ပုံရရင်သုံးတဲ့ဟာမျိုးတွေကြဘယ်နေ့ဘယ်အချိန်မှာဘယ်သူနဲ့တွေ့တယ်အဲ့လူကဘယ်လိုခံစားရတာအဲ့လိုမျိုးတွေအစားအကုန်ရေးမှတ်ထားရမယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီတစ်ခေါက်ကတော့အဲ့လိုမျိုးပဲပေါ့နော်ဒါဒီလောက်ပဲပေါ့ဒီဟာကဒီထွေရလေးပါရှောက်ပြောတာပါဒီခေါက်တော့ဆိုတော့ဗီဒီယိုတားရှိမှာဆိုလို့ဒီလောက်ပါပဲအားလုံးပဲဒီလေးလာမယ်ဆိုရင်လည်းအဲ့လိုမျိုးကိုယ့်အကူလေးလာလို့ရပါတယ်တော်တော်များများကျွန်တော်သိပါတယ်ဒီကျွန်တော်တို့ကဒီခက်ကလည်းပြတ်နေပြီဆိုတော့ education စနစ်တွေကလည်းဘယ်မှမရှိတော့ဘူးဆိုတော့ self study ပဲသွားတယ် self study သွားလို့ရှိရင်လည်းအမြဲတမ်းဟိုလိုမျိုးဟိုကိုယ့်နဲ့ကိုဖြတ်ထိုးညံလေးနဲ့လည်းသွားပြီးတော့အဲ့လိုမျိုးပေါ့နော်ဒီနိုင်ငံခြားဓာတ်ပုံဆရာတွေရဲ့ပုံတွေ story တွေကျင်းနေသူဘာကြောင့်ဒီ story ကိုဒီလိုပုံစံမျိုးနဲ့ချင်းကပ်တာလဲအဲ့မျိုးအဲ့လိုဝေဖန်ပိုင်းခြားကြည့် research လုပ်ကြည့်ကိုလုံးမဲ့ story ဆိုရင်လည်း research လုပ်ကြည့်ဒီ story မလုပ်ခင်နောက်ခံအကြောင်းအရာတွေကဘာလဲရရင်ဘာခက်ခဲကြုံနိုင်လဲအဲ့လိုမျိုးတွေကစ research လုပ်ပြီးတော့ကိုလေ့လာဖို့တိုက်တွန်းပါတယ်ဒါနေရာတကာမှာတော့ဒီလိုမျိုး sponsor လို့ခေါ်တဲ့အသင်အဲ့လိုမျိုးပေါ့နော်ဟိုသင်တန်းဆရာနေပြီးတော့ဒီစာအုပ်ထဲမှာဒီ note ဝင်ရေးပေးမယ်ကျောင်းဆရာလိုမျိုးတွေတော့ဘယ်နေရာမှမရှိနိုင်ဘူးဆိုတာလေးအကြံပေးခြင်းပါတယ်ကိုကလည်းကိုအဲ့လိုအတွေ့အကြုံရအောင်လုပ်ဖို့အကြံပေးနေတခြားဆိုရင်ကြုံလုံးပြောရရင်တခြားဆိုရင်တော့ဒီကိုက project လေးတွေဆန်းလုပ်ကြည့်လွယ်တဲ့ project လေးတွေဆန်းလုပ်ကြည့်ဆိုတော့ကျွန်တော်အားကြောင့်မို့အမြဲပြောတာဟိုလွယ်တဲ့ project လေးတွေလုပ်ရင်လည်းမှတခြားခက်တာလေးတွေပေါ်လာလိမ့်မယ်အဲ့ကြောင့်မှကိုကဖြည့်ရှင်းနည်းတွေကိုတဖြည်းဖြည်းနဲ့သိမှာပြီးတော့တကယ်လို့သာကို့မှာ story အတော်အသိရပြီဆိုရင်တခြားဒီ online မှာ Zoom ကနေပြီးတော့ English ဘာသာနဲ့သင်ပေးတဲ့ workshop တွေရှိတယ် photo journalism ကအဲ့ဒီခုတော့ကောင်းတယ်ပေါ့နော်ဒီ documentary လိုဟာမျိုးတွေကသင်ပေးတဲ့ workshop တွေအခမဲ့တွေများတယ်ဒါပေမဲ့ तू ကတော့ season တာဆိုတော့ကို့မှာအနည်းဆုံးတော့ဒီ strong နည်းနည်းဥ
okay ဆင်းလောက် story မျိုးတွေရှိမှသူကရွေးမှာပေါ့နော်ဆိုတော့ဒီတင်မယ်ဆိုရင်7 foundation ကဒီ workshop လိုဟာမျိုးရှိတယ်နောက်တခြားဆိုရင်ဒီတခြားဆိုရင် foundry workshop ရှိတယ်ကျွန်တော်ဆိုရင်7 foundation မှာလည်းတက်ဖူးတယ်နောက်ပြီးတော့ foundry workshop မှာလည်းဒီတက်ဖူးပါတယ်အဲ့လိုမျိုးချင်းမိုင်တက္ကသိုလ်မှာဟို2010နှစ်တော့လာတင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုအခမဲ့ဟာမျိုးတွေမှာတက်ဖို့အကြံပေးပါတယ်ပေါ့နော်ကျွန်တော်ခါအားလျော်ဆိုတော့လည်းကျွန်တော်သတင်းတွေကြားတိုင်းဒိုကူတဲလာ website မှာတင်ပေးနေပါတယ်ဆိုတော့ဒီတစ်ခေါက်တော့ဒီလောက်ပဲပေါ့နော်အားလုံးပဲကျေးဇူးပါ